မိတ်ဆွေများမနက်ကကြည့်ရလူပေါ့ပါမယ်မနက်ကနှစ်ကွက်ထဲတယ်မအော်ဂနိုက်ပေးထားဒီနေ့ညနေ4:25ရက်နေ့4:00ညနေ4:00ခွဲအတွက်3ကွက်တော့ထုတ်ပေးထားပါတယ်ဝမ်းချင်းက16ဝမ်းချင်းကြီးရတာ381ကြီးပါတကွက်အကောင်းကြိုက်တယ်ထိုးခြင်းနဲ့မိတ်ဆွေများ8ခွန်ထိုးပါ8ခွန်တကွက်အရန်ကောင်းပါတယ်ကျန်တဲ့ကနေ့တော့အရန်နေနဲ့ထိုးရင်ထိုးပါဒါမဲ့ကျွန်တော်တို့ main အနေနဲ့3ခွက်ပေးထားပါတယ်1ခွင်ရယ်6ခွင်ရယ်8ခွင်ရယ်ရမယံကအနေနဲ့3ခွင်ကကီးရဲမှာပါရတဲ့3ခွင်လေးပဲထည့်ပေးထားပါတယ်အကြိုက်တွင်မိတ်ဆွေများအားလုံးအပိုင်းဩပါဒီနေ့ညနေထပ်ပေါက်ပါမယ်အကောက်ကနေအမြဲတမ်းတင်ပေးမှာမို့ subscribe ဖြင့်အကူအညီ share ပေးဖြင့်အကူအညီပေးကြပါအောင်လို့နော်ဒီ website ကတော့ဒီတိုင်းလေးပဲပြပေးလိုက်တော့မယ်နော်ဟိုကခဏလေးနဲ့ပဲကြည့်ကြက်ပြီးတော့ထိုးကြပါအားလုံးပဲပျော်ရွှင်တဲ့ညနေကလေးဖြစ်ပါစေ